တလင်းမှာနွားတရှင်းတဲ့ကဘာနဲ့မိုးရွာကြီးပြောတယ်မိုးရီရွာတော့တော့မယ်ဘယ်လိုလုပ်နိုင်လဲပါထွဲရိုင်းနေကြွက်လဲတူပဲခက်လဲပြစ်ပဲချောင်းရီကိုခါကကျလို့မာတွေဖမ်းကြတယ်ဒုဝင်းမေမေမောကငေါ့တော့ရေးလိုက်ရတာပြောမောစီကိုပြီးဝိုင်းချွန်နေချော်လဲပေါ်ကွဲပြောင်းလဲမဆောင်လဲတောင်းတဲ့ကြံလေးတို့တွေဝိုင်းဖွဲ့ကစားကြလာပညာတိုင်းသတိရတယ်မိဝိုင်းရဲ့မြို့ကိုရောက်တော့တို့ရွာက